တွေစိတ်ကုန်မြဲလိုက်တာတကယ်ပဲရှင်တွေခုံအောင်လို့နောက်တာကတော်တော်ကဲဒီလိုချိန်မှာတော့ရံတွေလည်းမဖြစ်ချင်ဘူးအချမ်းရည်တွေကအေးတော့အောင်လုပ်တဲ့ခုစိတ်ကနေချင်မှုတကယ်ချင်းနဲ့လည်းရှောက်သွားဝိလူတွေပြောတာကတိကြတော့ဟုတ်ရဲ့လားအေးစေးပဲနေပါကွာဒီလိုချိန်မျိုးမှာပြောချင်တာတစ်ခုနဲ့တော့ပောက်ကရရမလုပ်နဲ့ကွာရွှေကို